သူတို့ရဲ့အသွင်ပြင်ကိုမြင့်တင်ဖို့အလှပြင်ဆိုင်ခွဲစိတ်မှုရဲ့သွေးဆောင်မှုကိုဘယ်သူမှမလွတ်ကင်းနိုင်တဲ့အပြင်ကာလရှည်ကြာပြန်ပဲဘာဘီနဲ့ Brush တို့လည်းချွင်းချက်မဟုတ်ခဲ့ပါဘူးဟာဘာရဖြစ်နေရလဲတွင်းငယ်တဲ့အမောင်းလေးတစ်ခုကြောင့်လှုပ်ထုံးလုံလေးတွေမတော်တဆပြောင်းသွားခဲ့တယ်မိန်းကလေးဘာဘီနဲ့မိန်းကလေး Brush အတွက်ဒါမှမဟုတ်မိန်းကလေး Brush နဲ့မိန်းကလေးဘာဘီလို့ပြောရမလားတူတူပြောရရင်တော့ကူထုံးမှားသွားတာပါကျွန်တော်တို့အနည်းမျိုးတောင်းပန်ပါတယ်ဆက်မရှင်းပြနဲ့တော့ကျမတို့ဘယ်တော့ပုံမှန်ပြန်ဖြစ်မလဲဆိုတာပဲပြောပါနိုင်ငံတော်အတွက်လှမယ်ပြိုင်ပွဲကလာတော့မယ်ဆိုတာမသိဘူးလားဟမ်ကျွန်တော်သိပါတယ်ဒါပေမဲ့ခင်ဗျားတို့အခုမှခွဲစိတ်မှုလုပ်ပြီးတော့ဆိုတော့ခွဲစိတ်မှုချစ်ချင်းပြန်ဝင်ဖို့ကမဖြစ်နိုင်ဘူးအလွန်ဆုံးတလားတော့စောင့်ရလိမ့်မယ်တခြားရွေးချယ်စရာမရှိတာကြောင့်ဘာဘီနဲ့ Brush တို့ကဒီတလထဲမှာတစ်ဖက်သူရဲ့တွင်ပြန်လက္ခဏာနဲ့နေဖို့တွန့်ဆုတ်စွာသဘောတူခဲ့ရပါတယ်ဒါပေမဲ့သူတို့ရဲ့ကွဲပြားတဲ့ကိုယ်ရည်ကိုယ်သွေးတွေကတစ်ဖက်လူလိုပြုတ်မှုဖို့ကြိုးစားကြပေမဲ့ဗယံမတာကိုပဲဖြစ်စေခဲ့ပါတယ်ဘာဘီရဲ့နိုင်ငံတော်ကရှင်ကြီးပြည်ဖြစ်တဲ့မိန်းမပြိုတွေနဲ့လူကြီးလူကောင်းတွေနေထိုင်ရနေရလေမိန်းကလေးတွေကအချိန်လေးတိုင်းမှာရှည်လျားပြီးဖောင်းကားတဲ့ဝတ်စုံတွေကိုပဲအမြဲဝတ်ဆင်ကြပါတယ်။ Brush ကအဲ့ဒီခက်ခဲတဲ့အဝတ်အစားတွေကိုမုန်းတီးတယ်လေ။သူကခဏခဏဂလုတ်တိုက်နေခဲ့ပြီးပစ္စည်းများစွာကိုပျက်စီးစေခဲ့ပါတယ်။နှစ်ပေါင်းများစွာတိဆောက်ခဲ့ရတဲ့ဘာဘီရဲ့အဆင့်တန်းမြင့်တဲ့ပုံရိပ်ကိုလုံးဝညှိုးနှွမ်းစေခဲ့တာပေါ့။အခြားတစ်ဖက်မှာ Brush ကနိုင်ငံတော်ကရရဲမှုနဲ့တတိပုဂ္ဂလတွေအတွက်နေထိုင်ရနေရာတစ်ခုပါ။သူတို့ကပုံကန်လေးလေးဂုံယူစရာကောင်းလေပါပဲ။အားနဲ့ချက်အနှဲငယ်ကိုတော့ပြတာပြီးခဲ့ရင်အဲ့ဒီနေရာကနေအပီးတိုင်နှင်ထုတ်ခံရမှာပဲဖြစ်ပါတယ်။နူးညံ့သိမ်မွေ့မှုနဲ့ကြီးပြင်းလာတဲ့ဘာဘီအတွက်သူတို့နဲ့ပေါင်းသင်းမှုကမဖြစ်နိုင်ခဲ့ပါဘူး။အားလုံးပဲမင်္ဂလာပါ။တာယာတဲ့နေ့လေးဖြစ်ပါစေ။ဟာပိုးကောင်ဖမ်းကြသူ့ကိုဖမ်းကြစမ်းဒီလအတွင်းမှာသူတို့လိုက်ရောညီထွေစွာဝတ်ဆင်ရမယ့် make up နဲ့ fashion style တွေနဲ့သူတို့ကြက်သားမရခဲ့ကြဘူးလေရှာလက်အနေနဲ့သူတို့ရဲ့ fashion ကိုထိခိုက်လာခဲ့ပြီးလှောင်ပြောင်မှုတွေနဲ့သူတို့ရဲ့ဂုဏ်သတင်းတွေကျဆင်းသွားတော့တာပေါ့ဘာဘီကိုကြည့်ရတာတမျိုးကြီးပဲဘာဘီကတောက်ပြောင်ပြီးဟန်ဆောင်ကောင်းတဲ့ playboy ခံနဲ့မကြာခဏချိန်တွေ့ခဲ့ရတာက Brush အတွက်ပိုဆိုးရွားစေခဲ့တယ်လေဘာဘီအဖြစ်ဟန်ဆောင်နေတဲ့ Brush ကသူ့ကိုလူသိရှင်ကြားအရှက်ရစေခဲ့ပြီးအလားတူလှည့်ကွက်တွေကိုထပ်ပြီးမလုပ်ရဲတော့သိကြစေခဲ့ပါတယ်မင်းဘာလုပ်လိုက်တာလဲပါဘီမင်းမိသားမတောင်းဆိုခဲ့ဘူးဆိုရင်ငါမင်းနဲ့တွဲမယ်များမင်းထင်နေလားဘာဘီကချီမွန်ချင်းမခံရရုံနဲ့မကသတင်းတွေပြန့်နှံ့လာတဲ့အခါလူတော်တော်များများကခံကိုညှင်းငွေ့စေပြီးစိတ်ရင်းရိုင်စေခဲ့တာလို့ပဲအပြစ်တင်ခဲ့ကြပါတယ်မကြမီသတင်းကဘာဘီအစ်စ်စီကိုရှောက်သွားခဲ့တယ်လေသူများကိုအဆက်ခွဲရဲတယ်ပေါ့ကောင်းပြီလေဒါဆိုလဲနင်ပြန်ခံရစေဖို့ငါမှလည်းမကောင်းတဲ့နီးလန်းနေရှိတယ်ဘသူကပို့ဆိုးသွားမလဲကြည့်ကြတာပေါ့ဘာဘီရဲ့လက်တုံ့ပြန်မှုနဲ့အတူ Brush ကပြင်းထန်တဲ့ပုံရိပ်ကအချိန်တုံအတွင်းပျောက်ကွယ်သွားခဲ့ပါတယ်ဒီအဖြစ်အပျက်အရာမိန်းကလေးနှစ်ယောက်စလုံးကတခြားသူရဲ့ဘဝကပြီးပြည့်စုံခြင်းနဲ့အလှမ်းဝင့်နေမှသိလာခဲ့ကြတယ်လေငါတို့အသေးအမကိစ္စတွေအပေါ်မှာအချိန်ဖြုံးနေမဲ့အစားငါတို့ရဲ့အဆင့်အတန်းကိုပြန်ရဖို့အချက်ချက်ကူညီရအောင်ဟုတ်တယ်အလှမဲ့ပြိုင်ပွဲကိုအနိုင်ရတဲ့သူကဒီမိုင်နဲ့စံနှုန်းတွေကနေလွတ်မြောက်ဖို့အခွင့်အရေးရမှာတဖြည်းဖြည်းနဲ့သူတို့ကတယောက်ကိုတယောက်မုန်းတီးခြင်းကနေတငယ်ချင်းအဖြစ်ကိုပြောင်းလဲသွားခဲ့ကြပါတယ်နေသိလားပုံကန်တဲ့ဘဝမှာနေရတာတိတ်မဆိုးပါဘူးမိန်းကလေးဆန်တဲ့မိန်းကလေးဖြစ်ရတာအရန်အဆိုးကြီးတော့လည်းမဟုတ်ပါဘူးတကယ်တော့ဒါတွေအားလုံးကငါတို့ရဲ့ကိုယ်ပိုင်တတ်မှတ်ချက်တွေနဲ့ရှင်းလင်းနေထိုင်ခြင်းပဲသူတို့ကတယောက်နဲ့တယောက်ရဲ့အရေးအသွေးတွေကိုအားကျခဲ့ကြပါတယ်ဘာဘီရဲ့ဆွမ်းဆောင်မှုနဲ့ကြက်တရေရဲပြီးတော့ Brush ကပါနမှုအသုံးဝင်တဲ့ Korea မျိုးစုံကိုတီထွင်နိုင်မှုတွေကိုပေါ့ဂျာရီကိုယူသွားဒါတွေကနင့်ကိုငါ့လိုဟန်ဆောင်နိုင်အောင်ကူညီပေးလိုက်မယ်ဝန်ခံခြင်းမရှိပေမဲ့သူတို့တယောက်ကိုတယောက်ကျေးဇူးတင်နေခဲ့ကြပါတယ်သူတို့လှုပ်ဝက်စွာဆုံတွေ့ခဲ့ကြပြီးသူတို့ပျော်နေခဲ့ကြတယ်လေပုံကံမှုနဲ့အတူကြက်တရေကိုရောင်းတော့ထားတဲ့ထူးခြားတဲ့စတိုင်ကိုတော့တီထွင်ခဲ့ကြပါတယ်အမေသမီးမှာအခေဆုံးငွေချင်းရှိသွားပြီပြီးတော့သမီးအားလုံးအဆင်ပြေပါတယ်အမေကိုယ်လွန်သွားခဲ့တဲ့အမှန်တရားကိုသမီးတေချာပေါက်ဖော်ထုတ်မှာမလို့အမေကောင်းမြင်မှာအေးအေးချမ်းချမ်းအနားယူပါ
သူတို့ရဲ့ဂုဏ်သိက္ခာတွေတဖြည်းဖြည်းပြန်လည်ရရှိလာတာကြောင့်မိန်းကလေးနှစ်ယောက်စလုံးကလာမယ့်နိုင်ငံတော်အတွင်းအလှမဲ့ပြိုင်ပွဲအတွက်ယုံကြည်မှုရှိရှိပြင်ဆင်ခဲ့ကြပါတယ်။မျှော်လင့်ထားတဲ့အတိုင်း Brax နဲ့ Barbie တို့ကနောက်ဆုံးအဆင့်ကိုတက်လှမ်းဖို့အပြင်းထန်ဆုံးပြိုင်ဘက်တွေကိုကြော်ဖြတ်နိုင်ခဲ့ကြတယ်လေ။စကားရင်စရင်ဝင်သူတွေကအလှမဲ့ပြိုင်ပွဲရဲ့ချမ်းသာတဲ့စပွန်ဆာဖြစ်တဲ့ Jennifer ကစီစဉ်ကျင်းပတဲ့တီးသန့်စုဝေးပွဲကိုတက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။ဒီတော့တွင်ပါဘီကဂျန်နီဖာကကြောက်စရာကောင်းတဲ့အရာတစ်ခုကိုဖုံးကွယ်ထားတယ်ဆိုတော့သိလိုက်ရပါတယ်။သူ့ရဲ့အလှကအတူရောင်ဖြစ်ပြီးသူ့ရဲ့ကိုယ်ပိုင်ရဲတိုင်းမှာကြောက်မက်ဖွယ်ကောင်းတဲ့စိတ်ရုပ်ကိုလည်းဝှက်ထားပါတယ်။ သူဘာတွေစီစဉ်နေလဲဆိုတာဘယ်သူသိနိုင်ပါလဲဒါအန်ရည်များတယ်ဘယ်လိုပဲဖြစ်ဖြစ်ငါတို့သူ့ရဲ့အစီအစဉ်ကိုနောက်ဆုံးပွဲမှာဖော်ထုတ်ရမယ်ဟမ်ဒါပေမဲ့နောက်ဆုံးညကိုရောက်တဲ့အခါသူတို့ရဲ့အစီအစဉ်မှာ Brax ကဘာဘီထက်ချစ်တလန်းတာခဲ့ပါတယ်။ဂျန်နီဖာကျမတို့တရားမျှတမှုကိုယူပေးပါ။အဲ့ဒီကောင်မလေး Brax က Brax ကဘာဘီကိုတစ္ဆာဖောက်ပြီးသူဘလို့မတရားခံခဲ့ရကြောင်းကိုတတ်သိအတူရောင်နေနဲ့ပြသခဲ့ပါတယ်။ဘာတွေဖြစ်နေရလဲ Brax မဟုတ်ပါဘူးဘာဘီနင်ဘာလုပ်နေရလဲမဟုတ်ဘူးငါမဟုတ်ဘူးလက်ရှိအချိန်မှာတော့ဘာဘီက Brax ကပူတံမာတဲ့ခန္ဓာကိုယ်ထဲမှာပြိမိနေတာကြောင့်သူ့ကိုရန်လိုသူလို့ထင်မြင်ခံခဲ့ရပါတယ်ကြည့်ပါဦး तू ကတခြားသူတွေကိုအနိုင်ကျင့်ပြီးအင်အားသုံးမှုတော့ကြောစားနေတော့မယ်ဟုတ်တယ်မဒန်ဂျန်နီဖာသူတို့ပုံကန်နေအောင်မှအဲ့ဒီရက်ဆက်ကြမ်းကြုတ်တဲ့နှလုံးသားရှိသူကိုကျမတို့ဒီထက်ပိုပြီးသိမခံနိုင်တော့ဘူးအထောက်ထားတွေကရှင်းနေတာပဲဒါကရှက်စရာကောင်းတဲ့ Brax မင်းပါလို့ဒီလောက်နှိမ့်ကြရတာလေမင်းပါလေအလားပင်ရင်မဖြစ်ဖို့အလားအလာရှိတာပဲကိုသူ့ရဲ့အဓိကပြိုင်ဘက်နဲ့အတူဘာဘီအဖြစ်ဟန်ဆောင်ထားတဲ့ Brax ကတရဖူကိုရရှိခဲ့ပါတယ်အခမ်းအနားအပြီးမှာဂျန်နီဖာကသူ့ရဲ့ဉာဏ်ပညာကိုမျှဝေကအစွန်းဆုံးနဲ့စုကိုပေးအပ်ဖို့တီးတန့်ကန်းကိုဖိတ်ခေါ်ခဲ့ပါတယ်တခန်းလုံးတိတ်ဆိတ်သွားခဲ့တာနဲ့အမျှဂျန်နီဖာကသူ့ရဲ့ကြောက်စရာကောင်းတဲ့မျက်နှာဖုံးကိုဖြင်းညင်းစွာဖယ်ရှားလိုက်ပါတယ်ဟုတ်နောက်ဆုံးတော့ဒီပျက်စီးနေတဲ့အသားရည်ကိုဖယ်ရှားနိုင်ပြီအခုအချိန်ဒီထိန်းထားနိုင်တယ်လို့တော်သေးတာပေါ့ရှင်ဘာဖြစ်နေရလဲအချိန်ကြာလာတာနဲ့အမျှဂျန်နီဖာကတခြားသူတွေလိုပဲအသက်ကြီးလာတာနဲ့အမျှသူ့ရဲ့နုပြိုလှပမှုတွေပျောက်ဆုံးလာခဲ့တယ်လေသူ့ရဲ့ရုပ်ရည်ကိုထိမ့်သိမ့်ဖို့စိတ်အားထက်သန်စွာနဲ့သူကလူငယ်စောအားကိုထုတ်ယူတဲ့ဆက်ကိုဖန်တီးဖို့ထက်မြက်တဲ့တီထွင်သူကိုငှားရမ်းမှုမှာအများကြီးရင်းနှီးမြှုပ်နှံခဲ့ပါတယ်ဆက်ကအဆင့်9မှာပြည့်စုံခြင်းကိုပေးစွမ်းနိုင်တဲ့မိန်းကလေးတွေနဲ့ကောင်းမွန်စွာလှုပ်ဆောင်နိုင်တယ်လေပြင်ပြင်ရုပ်ရည်ကိုနီဟန်ထားကိုကျင့်တရားဆိုင်ရာတမာတိရှိမှုအပါအဝင်ပေါ့နှစ်အနှဲငယ်ကြာတဲ့ဂျန်နီဖာကစံပြမိန်းကလေးကိုရှာဖွေဖို့အလှမဲ့ပြန်လို့ကိုကျင်းပပြီးသူ့ရဲ့ကိုယ်ပိုင်အလှကိုထိမ့်သိမ့်ထားဖို့ငယ်ရွယ်နှုတ်ပြမှုတွေကိုစုပ်ယူခဲ့ပါတယ်။ပြန်ပွဲမှာအနိုင်ရပြီးနောက်ပြပပညာရေးဆိုတာတခါမှမရှိခဲ့ပါဘူး။မိန်းကလေးတွေကလှင်မြန်စွာအသက်ကြီးလာပြီးသူတို့ရဲ့တက်ကြွမှုကုံဆုံးသွားကအဲ့ဒီနေရာမှာပဲအကန့်အသတ်မရှိအကျဉ်းချခံခဲ့ရတာပါ။ဒါပေမဲ့လည်းပြန်လည်တိုက်ခိုက်ဖို့ Brax ကအမိုက်စာဝတ်စုံအောက်မှာဖွက်ထားတဲ့လက်နက်တွေကိုဂျန်နီဖာသတိမပြုမိခဲ့ဘူးလေ။ Brax ကလွန်ခဲ့တဲ့နှစ်တွေကဂျန်နီဖာဆက်ကိုတီထွင်ဖို့တွန်းအားပေးခဲ့တဲ့တီထွင်သူရဲ့သမီးပဲဖြစ်ပါတယ်။ဒီတီထွင်မှုအောင်မြင်ပြီးရတဲ့တတိယပီတိဖြစ်ပြီးသမီးလိုချင်တဲ့ကဘာလေးဖျော်ဖြေပွဲအတွက်အမေတို့ငွေလုံလောက်ရနိုင်ပြီ။တတိအဲ့ဒါဘာတူလဲအမေ။ဂျာအန်နီရောကင်းရလား။အမေပြောပြလို့မရဘူး။ဖောက်တယ်ရဲ့နာမည်ကိုအမေတို့ပြောပြလို့မရဘူးလေ။နောက်ဆုံးမှာတော့ Brax ရဲ့အမေကတထေးဆိုတဲ့သူရှင်းထုတ်ခဲ့တဲ့သားကောင်ဖြစ်သွားခဲ့ပါတယ်။သူ့ရဲ့အမေခြံထားခဲ့တဲ့မြောက်ကို Brax ကဒီအချိန်အတွင်းမှာတိတိစိတ်စုံစမ်းစစ်ဆေးနေခဲ့တာပါ။ဘာဘီရဲ့မျှဝေထားတဲ့လိပ်လာတွေ့ရှိချက်တွေအရ Brax ကဂျန်နီဖာကသူရှာဖွေနေတဲ့လူဆိုးဖြစ်မှန်းသိလာခဲ့ရပါတယ်။သူကဘာဘီကိုအန်နီကနေကင်းဝေးစေဖို့တွန်းထုတ်ခဲ့တာဖြစ်ပြီးတစ်ချိန်တည်းမှာပဲဒါက Brax ဒီအခန်းထဲကိုဝင်ရောက်နိုင်တဲ့တခုကြီးသောနီလန်ဖြစ်နေလို့ပါပဲ။အော်ဒါမင်းလောက်နိုင်တာအကုန်ပဲလား Brax ကစူးစမ်းအားထုတ်မှုကသူ့အမေရေးဆွဲထားတဲ့ဖြစ်စည်းလို့မရတဲ့ဆက်ကိုဖျက်ဆီးဖို့မလုံလောက်ခဲ့ဘူးလေစန့်ကျင်ဘက်အနေနဲ့ Brax ကထိတ်လန့်တုန်လှုပ်လာတဲ့အချိန်ဘာဘီသာအချိန်မီမပေါ်လာခဲ့ရင်သူ့သားကောင်ဖြစ်လာလို့နီးပါပဲဘာဘီကသူ့တငယ်ချင်းကိုကယ်တင်ခဲ့ပေမဲ့သူကလွတ်မြောက်ဖို့နောက်ကျနေခဲ့ပြီးသူ့ရဲ့ငယ်ရွယ်မှုကိုလုံးလုံးလျားလျားဆုပ်ယုပ်ခံလိုက်ရပါတယ်ချက်ချင်းပဲဘာဘီကအသက်ကြီးလာပြီးဆွဲဆောင်မှုမရှိတော့ဘူးလေကဲငါဆက်မှာနောက်ထပ်ဆုလက်တစ်ခုကိုတွေ့သွားတာပဲလက်ရမြောက်ပြီးအပြစ်ကင်းစင်တယ်
ငါ Brush ရဲ့စွမ်းအားကိုအရင်ဆုံးစုပ်ယူမယ်ပြီးတာနဲ့ငါမင်းရဲ့စွမ်းအားကိုစုပ်ယူပြစ်မယ်ဘာဘီ ဂျန်နီဖာဆုပ်ယူလိုက်တဲ့စွမ်းရည်ကတန့်စင်မှုမရှိတာကြောင့်လျင်မြန်စွာထိတ်လန့်သွားတာနဲ့ Brush ကထကသူနဲ့ဆက်ကိုဖျက်ဆီးဖို့အခွင့်ကောင်းတစ်ခုဖြစ်ခဲ့ပါတယ် မင်း plastic surgery လုပ်ထားတာလားဟုတ်တယ်မလား အဲ့ဟောသွားလားဒါပေမဲ့စိတ်ပူပူပါနဲ့အဲ့ဒါရှင်းကိစ္စမဟုတ်ပါဘူး အရာအလုံးပြီးသွားတယ်လို့လူဆိုးကရှုံးနေသွားပေမဲ့ဘာဘီကအသက်ကြီးသွားပြီးသူ့ရဲ့လှပတဲ့အသွင်ပြင်ကိုဆုံးရှုံးခဲ့ရတယ်လေ စိတ်မပူပါနဲ့ပါပြီငါနေ့ကို plastic surgeon စီကိုချက်ချင်းခေါ်သွားပေးမယ် ငါမသွားဘူး Brush ငါပြန်တွေးမိရဲ့အလားတရားနဲ့ပတ်သက်ပြီးငါတို့ဘသူ့ကိုမှတက်သေးပြဖို့မလိုဘူးဆိုတာငါဒီခရီးစဉ်အတွင်းမှာသိလိုက်ရတယ်ငါတို့အပေါ်ရန်စိတ်ကူးနောက်ကိုလိုက်လျှောက်လေလေငါတို့မောပန်ပြီးမပျော်ရလေလေပဲငါထပ်ပြီးမခွဲစိတ်ချင်တော့ဘူး ငါတို့ဖြတ်တိုင်းခဲ့ရတဲ့အချိန်တွေမှာငါတို့ရဲ့ပင်ကိုတိုင်းပဲနေခဲ့ကြတယ်အဲ့ဒီအချိန်တွေမှာငါပိုလှပြီးတော့ပိုတောက်ပါတယ်လို့ခံစားခဲ့ရတယ် ဆက်ကိုပြီးပြည့်စုံတဲ့အဆင့်ကိုမုံမှန်ခဲ့ပြီးယုံကြည်မှုနဲ့ကိုကိုကိုချစ်ချင်းကလာတဲ့စစ်မှန်တဲ့အလှကိုဖွင့်ပေးနိုင်ကြောင်း Brush မှသဘောပေါက်ခဲ့ပါတယ်ညှောင်းရင်းချက်နဲ့သူ့ရဲ့တင်ငယ်ချင်းအားပေးမှုနဲ့ကဘာကြီးကိုပြောင်းလဲဖို့ကူညီလိုတဲ့ဆန္ဒနဲ့ Brush ကဘာဘီကိုသူ့ရဲ့တရုတ်မှန်စီကိုအောင်မြင်စွာပြန်ပြောင်းပေးနိုင်ခဲ့ပါတယ် ပါနေနေဖောင်းနေဝက်ချန်နေနေရှိပြီးအသားရင်ညိုတယ်ဒါငါအစ်စ်ပဲ နေအရန်လာတာပဲ30အပြည့်ပဲ ပြီးတော့နေရဒီလိုပုံစံမျိုးကို တဖြည်းဖြည်းနဲ့သူတို့နှစ်ယောက်ရဲ့သတရင်ကပြန့်နှံ့သွားပြီးမရေမတွက်နိုင်တဲ့တခြားသူတွေကိုယုံကြည်မှုမျက်နှာမှုနဲ့အတူသူတို့လုပ်ခဲ့တဲ့အတိုင်းလှုပ်ဆောင်ဖို့လှုံ့ဆော်ပေးခဲ့ပါတယ်။မရေမတွက်နိုင်တဲ့တခြားသူတွေကိုပြစ်ခတ်ပြီးသူတို့ရဲ့စစ်မှန်တဲ့တွင်တွေကိုဖော်ပြဖို့လှုံ့ဆော်ပေးခဲ့တယ်လေ။လူတွေကစိတ်အလှနဲ့မိမိကိုယ်ကိုလက်ခံခြင်းရဲ့ပျော်ရွှင်မှုကိုတန်ဖိုးထားလာခဲ့ကြပါတယ်။လူတိုင်းမပြောင်းလဲပေမဲ့ကဘာကြီးကတဖြည်းဖြည်းပိုကောင်းလာခဲ့တယ်လေ။